So အားလုံးမင်္ဂလာပါကျွန်တော်တို့ပိုင်မှာဒီနေ့မှာတော့ brother တို့မြင်တဲ့အတိုင်းပဲကျွန်တော်လက်ထဲမှာကင်ထားတဲ့ M4 อ่ะဆိုဟုတ်ဒါစကင်ပဲဖြစ်ပါတယ်ခင်ဗျဒါစကင်ကို brother တို့အနေနဲ့ M4 ရေခဲစကင်ကင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ဖို့အားလုံးကိုပြောချင်ပါတယ်ဆိုတော့အဲ့တော့အချိန်လေးမဆွဲဗီဒီယိုလေးကိုစလိုက်ရအောင်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်အသေးစိတ်ရှင်းပြမယ်โอเคအရင်ဆုံးအနေနဲ့ကျွန်တော်ရဲ့ဒီ M4 ရေခဲစကင်လုံးမဲ့ file ကိုကျွန်တော်ခုပြထားတဲ့ကျွန်တော်ရဲ့ Telegram channel မှာပဲလာရောက် download ရပြီပဲဖြစ်ပါတယ် password အနေနဲ့ကတော့ကျွန်တော်ဒီ view ရဲ့တစ်စိတ်data မှာ password 6လုံးထည့်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့ video ကိုအစအနေဆုံးထိဆုံးအောင်ကြည့်ပေးကြပါအဲ့တော့စလိုက်ကြအောင် let's go Okay အရင်ဆုံးအနေနဲ့ကျွန်တော် Telegram မှာတင်ထားတဲ့ကျွန်တော် channel တွေကိုအရင်ဝင်လိုက်ပါဝင်ပြီးတော့ဒီမှာကျွန်တော်နောက်ဆုံးတင်ထားတဲ့ရေခဲ skin file ဆိုတဲ့အောက်ကမှာကျွန်တော်အဆက်လေး30ကိုဒါကိုအရင်တောင်းလိုက်တောင်းပြီးရင် save to download လုပ်လိုက်ပါဗျလုပ်ပြီးသွားရင်ကျွန်တော် jet ဝင်ပါမယ် jet ကြိုင်ပါအဲ့ဒါဝင်မယ်ဝင်ပြီးတော့ကျွန်တော်တို့အရင် download တွေဝင်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီမှာ Telegram down ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Telegram နဲ့ဝင်မယ်ပြီးတော့ဒီမှာ game page 4.3020983-7z ဆိုတာရှိရဲ့အကောင့်တစ်ချက်နှိပ်မယ်ပြကြရင်ပုံစံအများလေး H3 Hero ဆိုတော့တစ်ချက်နှိပ်မယ် Okay password ကတော့ကျွန်တော်ပြောတဲ့ကြိုင်မယ် password ကျတော့ဒီမှာဗျာ P အသေးကြီးပဲเนาะ PAI 109ပဲဖြစ်ပါတယ်အဲ့ဒါနှိပ်ပြီးတော့ကျွန်တော် okay ဆိုတာနှိပ်လိုက်ပါနှိပ်အောက်မှာစာရွက်အဖြူလေးနဲ့ကြာလာလိမ့်မယ်ဆိုတော့အဲ့စာရွက်အဖြူလေးဟာလေးကိုကျွန်တော်တို့ဖိလိုက်မယ်ဖိမှကျွန်တော် copy နှိပ်မယ်နှိပ်ပြီးတော့အပေါ်ဟာလေးဆွဲလိုက်မယ် device story ရဲသွားမယ်ပြီးရင်ကျွန်တော် Android ထဲသွားမယ်ပြီးရင်ကျွန်တော် data ထဲသွားမယ်အဲ့ပြီးကျွန်တော်တို့ PUBG တွေကိုသွားမယ်ပေါ့နော် PUBG တန်းဆန်းကော IG တွေကိုသွားမယ်ကျွန်တော်တို့ PUBG အဲ့မှာ PUBG တွေကိုချက်နှိပ်မယ်နှိပ်ပြီးတော့မှာ file လေးကိုချက်နှိပ်မယ်ပြီးတော့ကျွန်တော် UE4K ကိုနှိပ်မယ်ပြီးတော့ကျွန်တော် share tag extra ကိုချက်နှိပ်မယ်နောက်က share tag extra ကိုချက်နှိပ်မယ်ပြီးတော့ save တော့တစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ pic ဆိုတာကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့မှာအပေါ်မှာ OD pic နဲ့ Pufa tag ဆိုလား thumbnail ဆိုလားဘာဆိုလားပဲဗျာအကောင်အဲ့တော့ဒုတိယမြောက်ဗျာအကောင့်ချက်နိုင်မယ်နှိပ်ပြီးအောက်ကစာပဲပုံစံလေးဟာကိုတစ်ချက်နိုင်မယ်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ founder လေးရောက်သွားပါပြီfile လေးရောက်သွားပြီဆိုကျွန်တော်တို့ game နဲ့တစ်ချက်ဝင်ကြည့်မယ်ပေါ့ဗျာကျွန်တော်တို့ဒီ game ထဲမှာဘာ skin တွေပါမလဲတကယ်ရောအလုပ်ဖြစ်ရလားဆိုတဲ့ဟာကိုကျွန်တော်တို့တစ်ချက်သွားကြည့်မယ်အဲ့တော့ကျွန်တော် game trouble တွေကိုအရင်ဝင်လိုက်ပါမယ်ဆိုတော့ချက်ဝင်ကြည့်မယ်တိုက်လို့ရဟွာလေးပြောပြမယ်ဒီထဲမှာကျွန်တော် Asus skin တွေလည်းပါမယ်နောက်ပြီးတော့ M4 ကိုကြတော့ဒီပျောက်ကြားစကင်ရှိမှပဲကျွန်တော် M4 ရေခဲစကင်ရလိမ့်မယ်။ Okay ရတဲ့လူတွေကလည်းဒီဗီဒီယိုရဲ့ comment အောက်မှာရတယ်လို့ဆိုတာကိုဝင်ရေးွာမရဘူးဆိုလဲကျွန်တော်ပုံမှန်လေးပဲမရဘူးဆိုတာကိုကျွန်တော်ဝင်ရေးွာလို့ရပါတယ်။နောက်ပြီးတော့ကျွန်တော်ဘမ်းမဲ့ထင်တဲ့ brother ရဲ့အနေနဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီ game ကိုအကောင့်နဲ့အရင်မစောနဲ့ဥပမာဒီ gas scout တို့ဘာလို့နဲ့ဝင်စော့ကြည့်ဗျာ။ဘာလို့လဲဆိုအဲ့ဒါဆိုရင်ကျွန်တော်တို့ကအမှမဘမ်းအောင်ဆိုမှ main account နဲ့လည်းစော့လို့ရတယ်။ဖြတ်တဲ့နေရတော့ခုနကကျွန်တော်တို့မြင်တဲ့နောက်ဆုံးမှရှိတဲ့ founder လေးကိုပဲကျွန်တော်တို့ဖိပြီးမှ delete လုပ်လိုက်ရင်ပြတ်သွားပြီတကယ်လို့အစဝင်မယ်ဆိုအစင်းဝင်ပြီးမှအနာလေးကိုဖြတ်လိုက်ရပြီဗျOkay ပါဝင်မဲ့ skin တွေကတော့ဒီမှာပဲဒီမှာ အိတ်စုလဲပါမယ်ဗျာဆိုတော့မှ M4 ရေခဲ skin များအမှန်တရားဒါပျောက်ကြားအဲ့တော့အားလုံးပဲအဆင်ပြေကြမယ်လို့တော့ထင်ပါတယ်ဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပဲအားလုံးပဲ view တက်ဆိုင်လေးနဲ့တော့စော့ပေးကြပါအဲ့တော့ကျွန်တော်ကတော့ဒီမှာစေတနာနဲ့တင်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်လာလဲမဆဲကြပါနဲ့အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဘာတင်ရမလဲဆိုတာကိုလည်း comment မှာတစ်ခါလေးရေးပေးပါပါကျွန်တော်အခုနောက်ပိုင်းဗီဒီယိုအာရုံစိုက်ပြီးလုပ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ brother တို့အတွက်လည်းအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့အားလုံးပဲတတ်တာပါ